မင်္ဂလာပါခင်ဗျာကျွန်တော်နာမည်အာကာပါကျွန်တော်ဒီနေ့ပြောပြပေးသွားမယ့်အကြောင်းအရာကတော့ကျွန်တော်နဲ့လူသစ်ဘက်ရိုက်လာတဲ့ညီမအကိုအမတွေအကုန်လုံးနှီးပါကိုကျွန်တော်လက်ပွေနှိပ်လို့ပြီးသွားပြီပဲဖြစ်ပါတယ်လက်ပွေနှိပ်ပြီးတဲ့လူများကတော့ဝဘမစ်ခေါ်ဘိုင်နူမက်ကိုဆက်ဆောက်ရုံပါပဲဒီနှစ်ကတော့အရင်နှစ်ကလိုမျိုးမတူပါဘူးဝဘမစ်ကတ်ကိုမဖြစ်မနေထုတ်ရုံပါပဲဖြစ်ပါတယ်ကျွန်တော်နဲ့လူသစ်ဘက်ရိုက်လာတဲ့လူတွေအကုန်လုံးကျွန်တော်ဝဘမစ်ကတ်ထုတ်ပြီးမှာပဲဖြစ်ပါတယ်ဝဘမစ်ကတ်ထုတ်ကဖီးပါအဲ့ဒီအတွက်လူသားတော့ရုံးကိုတစ်ခေါက်လာရအောင်မှာပဲဖြစ်ပါတယ်အဲ့ဒီလူရုံးကိုလာရမယ့်ရက်ရဲ့အချိန်ရဲ့ location တွေရဲ့ဟိုကျွန်တော် Messenger ပေါင်းကနေပြီးတော့မှတယောက်ချင်းစီအသေးစိတ်ထပ်ပြီးတော့မှအကြောင်းကြားပေးအောင်မှာပဲဖြစ်ပါတယ်ဒီဝဘမစ်ကတ်ထုတ်ပြီးလို့ရှိရင်တော့ဘက်ကိစ္စကတော့တရားငလုံးပြီးစီးပြီပေါ့နော်ဒီဝဘမစ်ကတ်ထုတ်ပြီးတဲ့နောက်ပိုင်းကျလို့ရှိရင်ပန်းရောင်ကတ်ထုတ်တာတို့ဒီစာအုပ်ရှိတဲ့လူတွေဆိုလို့ရှိရင်လည်းစာအုပ်တွေဗီဇာထည့်တဲ့ကိစ္စတွေကိုဆက်ရန်လို့ရပါပြီတကယ်လို့စာအုပ်မရှိတဲ့လူကြတော့လည်းဒီအစိုးရကနေပြီးတော့မှဒီ CI passport ဖွင့်တာကိုတစ်ချက်ပြန်ဆောက်ရပါမယ်တကယ်လို့စာအုပ်ရှိတဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်စီမှာဗီဇာထည့်လို့ရပါပြီဘန်ကောက်မြို့အတွင်းကတခြား agent တွေနဲ့ဗတ်ရိုက်လာတဲ့လူတွေဆိုလို့ရှိရင်လည်းကျွန်တော်စီမှာဗီဇာထည့်လို့ရပါတယ်ကျွန်တော်ကဒီဘန်ကောက်မြို့တွင်ဆိုအိမ်လာရောက်လိုက်ယူပေးပါတယ်လိုက်လည်းပို့ပေးပါတယ်ကျေးဇူးပါကျွန်တော်နာမည်အာကာပါနောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါ